sau của ông nè mà cái mình sống trên bản này số này trái bên nó cháu tôi chẳng có tí cha một tí mà nắm lấy tí bên này mồi phàm mi vụ cho nó thì tiêu xài được vậy anh cũng mình là bác nhá đi cái mà cho tôi chỉ để nhà được của cho nhau ý chí mà đấy ya bà lấy số cho sa cho tôi đồng cả bà mà nắm lấy cái bảo tôi rồi lấy cho tí cha chỉ để mà cho tôi lấy vì đó cho tôi rồi nhảy sĩ khi đấy nhà được của cho nhau ý chí mà đấy là bà lấy số cho đi bông của cho tôi chơi lấy tí cha chỉ cho đi bông mà xuyên đi áp giá bông mà amazing thế sẽ cho tôi nhà bà đấy đi amazing cả bà phim này cho sát luôn cả tôi cũng đi áp giá bông mà pin đã mỗi mỗi bên mình thế sẽ ý mình đã phim này số việc cho tuy bị đó sinh sản cái bài đặc biệt cho đi trả lý zoom xuyên bị đó cho chỉ để làm mà bà phim này cho sẽ lấy chỉ cho ok zoom xuyên này là xuyên này ok đây là bà đấy ob ok cháu nhìn đẹp tay nó ok nhìn lại thấy chưa ok cháuတွေ့tay vào nóခုနကျွန်တော်အရာတစ်ခုကိုဒီအပြားပုံမှာပြီးနေတာဖြစ်မယ်လို့ကျွန်တော်ထင်ခဲ့တဲ့အရာကတီချာလေး zoom ဆွဲပြီးတော့ကြည့်တဲ့အခါမှာ insect တကောင်ဖြစ်နေတယ်နော်ပလဲလန်ပြီးတော့အကုန်ကြီးမဲ့ရုံးကန်နေတာတော့ကြည့်စရာကောင်းပါတယ်ဒီပူဟက်ကိုကျွန်တော်အနည်းဆုံး Google မှာရိုက်ရှာကြည့်တဲ့အခါမှာ featuring people ဖြစ်မယ်လို့အနည်းဆုံးယူဆပါတယ်ကျွန်တော်ပြတ်ချင်တာကအကြည့်ကားကပါလေဆိုရင်ကျွန်တော်ဒီအစလုံးကကျွန်တော်ဒီ insect ကောင်အကောင်ကိုကျွန်တော်တီချာမသိတီးတဲ့အချိန်မှာဘာမဟုတ်ဘူးနိပတ်တဲ့အရာတစ်ခုကိုပေးနေတာဖြစ်မယ်ဆိုပြီးတော့ကျွန်တော်တင်ခဲ့ပါတယ်တော့ပေမဲ့ကျွန်တော် zoom တီချာဆွဲပြီးတော့တီချာကြည့်တဲ့အခါမှာသူကအသက်ရှင်တဲ့ဖျားဖန်စီတဲ့ insect တကောင်ဖြစ်နေတာကျွန်တော်တွေ့ရပါတယ်အဲ့လိုမျိုးကျွန်တော်တခါစီမှာလူတွေကိုကျွန်တော်ကြည့်တဲ့အခါမှာဘာမဟုတ်ဘူးဒီကောင်ကဘာမှမတတ်ဘူးဆိုပြီးတော့သူ့ရဲ့အပြင်ပန်းတံကိုကျွန်တော်ကြည့်တဲ့အခါမှာကဲပြီးတော့အပြစ်တင်ဝေဖန်တက်ပါတယ်အဲ့လိုမျိုးမဝေဖန်အောင်ဒီinsect ကောင်မျိုးပေါ့နော်ကျွန်တော်တီချာမသိပဲနဲ့ဘာတစ်ခုမှမဝေဖန်မကဲရဲ့ဖို့ရန်ကျွန်တော်တတိပြုစီလိုပါတယ်ပြီးတော့ကျွန်တော်ဒီသေးငယ်တဲ့အကောင်တိတိလေးဒီပူဟတ်တကောင်ကိုကျွန်တော်တွေ့တဲ့အခါမှာဒီကယ်ပိုင်းမှာကျွန်တော်ကြည့်တဲ့အခါမှာဆိုရင်ကျန်းစာမှာဘယ်လိုဖော်ပြလဲဆိုတော့ဒီစကလေးငယ်တကောင်ကိုဖျက်တင်ကအလကားတီးဖို့အခွင့်မပြုဖို့မမိဘူးဆိုတာကျွန်တော်ဖော်ပြတာကျွန်တော်တွေ့ရပါတယ်စကလေးတာမကဒီပူဟတ်တကောင်တော်မှဖျက်တင်ကအလကားတီးဖို့ရန်စွန့်ပစ်မှာမဟုတ်ဘူးဆိုတာကျွန်တော်စကလေးအကြောင်းကိုကြည့်ချင်းအဖြစ်ကျွန်တော်ပြောလို့ရပါတယ်ဖျက်တင်ကဒီ insect ကောင်ကိုလည်းတီချာတီးတယ်တီချာတတိထားမိတယ်ဆိုတာကျွန်တော်တတိပြုစီလိုပါတယ်အဲ့လိုမျိုးကျွန်တော်ကဒီခါလေးကိုယ်စိတ်ထဲမှာကိုကဘာမှမတတ်နိုင်ဘူးဘာမှမလုပ်တတ်ဘူးကိုကအားငယ်တဲ့တုံများတွေလိုမလုပ်နိုင်ဘူးကိုကဥမာ physical ဘက်မှာဆိုရင်ကိုကအကောင်ကတုံများတဲ့မကြည့်ဘူးစာရီဖြစ်ပေါ့အားနဲ့ချက်တွေစိတ်မှာပေါ်လာတတ်ပါတယ်ဒီဟာတွေကိုကျွန်တော်ဒီပူဟတ်ကိုကျွန်တော်ကြည့်ချင်အပြင်ပြဿနာကဒီပူဟတ်တောင်မှာမမိဘူးဆိုရင်ကျွန်တော်လူသားဖြစ်ပြဿနာဖန်ဆင်းတဲ့ကျွန်တော်ကျမဒီပူဟတ်တဲ့ပို့ပြီးတော့တန်ဖိုးကြီးတယ်ပို့ပြီးတော့မြင့်မြတ်တယ်ဆိုတဲ့အကြောင်းကိုကျွန်တော်ပြန်လည်ပြီးတော့တတိပြုစီလိုပါတယ်ဒီပူဟတ်တာမကပြဿနာကရှင်ရဟန်းခန်းကြီးတော်ငယ်စကြောက်မှာပြဿနာကသားတော်ကိုယုံကြည်သောသူအပေါင်းတို့ဟိုတက်စီချင်းတို့မရောက်စီလိုပဲနဲ့သူ့ရဲ့တပါးရသားတော်သခင်ယေရှုကိုအပြစ်သားများကိုအလိုမပင်ချစ်လွန်းလို့အကယ်တင်ဖို့ရန်ဒီလောကမှာစီလုခဲ့တယ်ခြားရအသက်ကိုပေးဖို့ရန်စီလုခဲ့တယ်ဆိုတဲ့အကြောင်းပေါ်ပြတာကျွန်တွေ့တဲ့အတိုင်းကျွန်လူကဘာပေါ်မှာရှိတဲ့လူအားလုံးဟာဘုရားသခင်ရဲ့အသွေးတော်နဲ့ရွေးဝယ်ထားတဲ့လူများဖြစ်တယ်ဆိုတာကျွန်တော်ဒီမှာအတိတ်ဗန်ပြန်လဲတတိယစီလိုကြောင်းဒီအရာကိုကျွန်တော်
မျှဝေခြင်းဖြစ်ပါတယ်ဒီဟာကျွန်တော်တခုပြောချင်ပါတယ်ဒီဟာတန်ဖိုးရှိတဲ့အလိုမပင်အရေးကြီးတဲ့ပုဂ္ဂိုလ်တစ်ဦးဖြစ်ပါတယ်ဒီဟာ a very important person ဖြစ်ပါတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်အနေနဲ့တတိယဆင်လို့ပါတယ်ကျေးဇူးတင်ပါတယ်ဗျာ